အားလုံးပဲမင်္ဂလာပါကဲဒီနေ့ကျွန်တော်တို့မှုခေတ်အကြောင်းအလေးတစ်ပုဒ်စီကိုကျွန်တော်တို့သွားရအောင်ဒီအမှုကအမေရိကန်နိုင်ငံမှာတကယ်ကိုနာမည်ကြီးခဲ့တဲ့အမှုတစ်ခုဖြစ်တယ်အခုချိန်ထိလူတွေရဲ့စိတ်ထဲမှာ trauma တွေပေါင်းစုံနဲ့ပြည့်နှက်နေတဲ့အမှုတစ်ခုပေါ့နော်ဒီအမှုဒီအမေရိကန်နိုင်ငံ Colorado Aurora မြို့မှာဖြစ်ပွားခဲ့တာဘာမှဖြစ်ပွားခဲ့တာလဲကိုကျွန်တော်ပြောလိုက်မယ်ဆိုလို့ရှိရင်တော်တော်လေးကို shock ရစေမယ်ဘာမှဖြစ်ပွားခဲ့တာလဲဆိုလို့ရှိရင်ရုပ်ရှင်ရုံတရုံထဲမှာလူအစုလိုက်အပြုံလိုက်တန်ရာရစေခဲ့တယ်တေဆုံးစေခဲ့တယ်ဆိုတော့ရုပ်ရှင်ရုံဆိုတာကကျွန်တော်တို့လူတွေအနေနဲ့ကအပန်းဖြေတဲ့နေရာကျွန်တော်တို့ကိုကြိုက်တဲ့ဇက်ကားတင်မယ်ဆိုလို့ရှိရင်တွားကြည့်တဲ့နေရာအလုပ်တွေပင်ပန်းလာမယ် stress တွေပြိနေတဲ့အချိန်ဆိုလို့ရှိရင်ကွာရုပ်ရှင်တွားကြည့်လိုက်မယ်ရုပ်ရှင်ရုံတွေကဒီ aircon အေးအောက်မှာပေါက်စားမယ်အေးတောက်မယ်အာလူကြော်လေးတွေစားမယ်ကိုယ့်ရဲ့ချစ်သူလေးလက်ကိုကာရင်းနဲ့ရုပ်ရှင်ကြည့်ကြမယ်အချိန်ဟုတ်တယ်မလားကလေးတွေဆိုလို့ရှိရင်အဲ့လိုပဲသူတို့ကြိုက်တဲ့ရုပ်ရှင်လေးတွေဆိုလို့ရှိရင်သူတို့တွားကြည့်မယ်တကယ်ကိုပြောစရာကောင်းတဲ့ရုပ်ရှင်ရုံရဲ့အလေးထားကိုကျွန်တော်တို့စဉ်းစားမိပဲပေါ့နော်ဒါပေမဲ့အဲ့ပြမှုဖြစ်ခင်ကကိုကြိုက်တဲ့ရုပ်ရှင်ကိုထိုင်ကြည့်နေတဲ့ဒီ Orient တွေအကုန်လုံးက shock ရသွားစေတာကအဲ့ရုပ်ရှင်ပြတာတိတ်မကြသေးတဲ့အချိန်မှာပဲအဲ့ရုပ်ရှင်ရုံထဲမှာကြည့်နေတဲ့သူတယောက်ကပါလာတဲ့လက်နက်တွေနဲ့ရှိသမျှလူတွေအကုန်လုံးကိုပြစ်တက်တာဆိုတော့ဒီအကြောင်းအလေးကိုကျွန်တော်ဒီနေ့ရွေးချယ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒါကတော့ the story time ဖြစ်ပါတယ်ဆိုတော့ဖြစ်ခဲ့တဲ့ခုနှစ်က2012ခုနှစ်ဇူလိုင်လ20ရက်နေ့မှာဒီအမေရိကန်နိုင်ငံကော်လိုရာဒိုမြို့မှာရှိတဲ့ဒီအော်လိုရာမြို့ဆိုရဲအရန်ကိုလှတဲ့မြို့တစ်မြို့ပေါ့နော်ကော်လိုရာဒိုကတော်တော်လှတယ်နှင်းကြတဲ့အချိန်ပိုလှတယ်ပေါ့နော်အဲ့မြို့ထဲမှာရှိတဲ့ဒီ 16th century ဆိုရဲရုပ်ရှင်တရုံရှိတယ်အဲ့ရုပ်ရှင်ကတော်တော်လေးကိုနာမည်ကြီးတယ်အဲ့ဇူလိုင်လ20ရက်နေ့မှာဘာကားတင်နေရလဲဆိုလို့ရှိရင် Batman ရုပ်ရှင်ကားတင်နေတယ်ပေါ့နော် Batman ရုပ်ရှင်ဆိုတော့တည်တဲ့အတိုင်းပဲနာမည်ကြီးဇာတ်ကားဆိုတော့ကလေးတွေရောလူကြီးတွေရောအရွယ်ပေါင်းစုံက Batman ကိုရုပ်ရှင်လက်မှတ်ကိုအလူရက်ဝယ်နေကြတယ်တစ်ဖက်မှာလည်းပေါက်တန်းစီနေတဲ့သူတွေတန်းစီမယ်အာလူကျော်တန်းစီနေတဲ့သူတွေတန်းစီနေမယ်အေးတန်းစီတဲ့သူတွေကိုတန်းစီနေမယ်ပေါ့နော်ပုံမှန်နေ့ထပ်ပို့ပြီးတော့ busy နေတဲ့နေ့ပေါ့ရုပ်ရှင်ရုံကဒီဝန်ထမ်းတွေအနေနဲ့ကတော်တော်လေးကိုကလေးတွေတော့လည်းပျော်စရာကောင်းမယ်တော်တော်လေးကိုလှုပ်လှုပ်ရှားရှားနဲ့လှုပ်လှုပ်ခက်ခက်နဲ့ဖြစ်နေတဲ့နေ့တစ်နေ့ဖြစ်တယ်ပေါ့နော်အဲ့ဒါနဲ့ Batman ရုပ်ရှင်ရုံကိုစပြမယ်ပေါ့နော်ဘတ်မန်ရုပ်ရှင်ကိုစပြတဲ့အချိန်မှာအဲ့ရုပ်ရှင်ရုံတွေကရုံနံပါတ်ဘယ်လောက်လဲဆိုလို့ရှိရင်ရုံနံပါတ်9မှာအဲ့ဘတ်မန်ရုပ်ရှင်ရုံကပြတယ်ပေါ့နော်တော်တော်လေးလေးကြီးတယ်အဲ့ audience ကပေါ့နော်ဆိုတော့ audience တွေတော်တော်များများကအဲ့ Batman ရုပ်ရှင်ကိုသူတို့ကစိတ်လှုပ်ရှားစွာနဲ့သူတို့ကကြည့်နေတဲ့အချိန် Batman ရုပ်ရှင်စပြပြီးတော့10မိနစ်ပဲရှိသေးတယ်အဲ့ချိန်မှာလူငယ်တယောက်ကလူလက်ပိုင်းလူငယ်တယောက်ကပေါ့နော်သူကမတ်တက်ရက်ပြီးတော့တစ်ချက်အပြင်ကိုထွက်သွားတယ်သူပြန်ဝင်လာတဲ့အချိန်မှာချက်ချင်းပဲရှိသမျှလူတွေအကုန်လုံးကိုတနက်နဲ့ပြစ်တာပြစ်တဲ့အချိန်မှာရုံရင်းစံကပ်တွေဖြစ်သွားတယ်တေးတဲ့သူကလည်းတေးသွားပြီပေါ့နော်ကျွန်တော်နေနဲ့ skip မယ်နောက်မှကျွန်တော်ထဲကိုတိတိကျကျပြန်ဝင်မယ်ပေါ့နော်ဒီအမှုတွေကိုဆိုတော့အကုန်လုံးသူပြစ်လို့သူလုံးဝစိတ်ကျဉ်တဲ့သွားတဲ့အချိန်ကြောင့်မှသူကအေးရုပ်ရှင်ရုံတွေကနေအေးအေးဆေးဆေးပဲပြန်ထွက်လာတဲ့အချိန်မှာသူ့ကားပါကင်စီကိုသူသွားပြီးတော့သူ့ကားစီကိုသူသွားလိုက်တဲ့အချိန်မှာရဲတွေကသူ့ဝိုင်းထားပြီးပေါ့နော်အဲ့ဒါနဲ့ရဲတွေကလည်းသူ့ကိုသူ့ကားပေးနာမှာပဲတွေ့ရပါဘောလေအဲ့ချိန်မှာရဲတွေကိုသူကဘာပြောလိုက်လဲဆိုလို့ရှိရင်ငါအိမ်မှာလဲငါဘုံထောင်ထားသေးတယ်တဲ့အဲ့လိုပြောတယ်ဆိုတော့အခုအပြစ်တက်တဲ့လူငယ်ကဘသူလဲဆိုတော့သူ့ရဲ့နာမည်က James Holmes ဆိုပြီးတော့လူလက်ပိုင်းလူငယ်တယောက်လူလက်ပိုင်းလူငယ်တယောက်ဆိုတာတော့မကပဲနဲ့သူဒီတော်တော်လေးကိုစာတော်ပြီးတော့မဟာတန်းကိုတက်နေတဲ့ scholarship နဲ့တက်နေတဲ့မဟာတန်းတက်နေတဲ့ကျောင်းသားတယောက်ပေါ့နော်IQ ကလေတော်တော်လေးကိုမြင့်တဲ့အကြောင်းသားတယောက်တော်တော်လေးကိုစာတော်တဲ့အကြောင်းသားတယောက်ပေါ့နော်ဆိုတော့ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီအမှုတွေကိုထက်ထဲဝင်ကျွန်တော်တို့တွားရအောင်ဆိုတော့ဒီ James Holmes ဆိုတဲ့ကောင်လေးက1989ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာမွေးဖွားခဲ့တာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဒီယေဂိုမှာမွေးဖွားခဲ့တာပေါ့နော်ဆိုတော့သူတို့ရဲ့မိသားစုကတကယ်ကိုဒီအေဂျင့်ချန်နဲ့တာမန်လူလက်တန်းစားပေါ့နော်သုံးနိုင်ဖြုံးနိုင်တဲ့အထဲမှာမဟုတ်ပဲအဲ့လိုမျိုးစားနိုင်တောက်နိုင်တဲ့အထဲပေါ့လေဆိုတော့သူတို့တွေကအေးအေးဆေးဆေးပဲသူ့မှာညီမလေးတယောက်ရှိရယ်သူ့အဖေဆိုလို့ရှိရင်တကယ်ကိုတော်တဲ့လူကြီးတယောက်ပေါ့နော်ဒီတင်ချာပညာရှင်တယောက်လည်းဖြစ်တယ်ကလေးတွေကိုလည်းတင်ချာသင်ပေးတယ်ပြီးလို့ရှိရင် software company တခုမှလည်းသူ့အဖေကဒီအကြီးပိုင်း position နဲ့အလုပ်လုပ်နေတာပေါ့နော်ဆိုတော့လာဇာတွေကလည်းတော်တော်ကောင်းနေတဲ့ဒီ
ဒီအခြေအနေမျိုးမှာရှိတယ်သူ့အမေဆိုလို့ရှိရင်လည်းအကြီးပိုင်းဒီ Nesma ပေါ့နော်ဆိုတော့သူတို့မိသားစုကတော်တော်လေးကိုပြည့်စုံတဲ့မိသားစုဒါပေမဲ့ကျွန်တော်တို့အမြဲတမ်းကြားသိနေရတဲ့အတိုင်းပဲဒီအဆင်ပြေနေတဲ့ကလေးတွေကြတော့ဘာမှမသိတဲ့ဒီစိတ်တန်ရာတွေဘာမှမသိတဲ့ဒီစိတ်ပူပန်မှုတွေနဲ့သူ့ရဲ့စိတ်ကဒီ James ရဲ့စိတ်ထဲမှာကအမြဲတမ်းအဲ့လိုမျိုးစိတ်ပူပြီးတော့စိတ်ထဲမှာစိတ်ကြမ်းမှရည်တစ်ခုခုမကောင်းသလိုလိုအဲ့လိုမျိုးစဖြစ်တာပမာစဖြစ်လဲဆိုလို့ရှိရင် तू အလဲတန်းចောင်းသားဘဝမှာ तू စဖြစ်တာဘလို့ဖြစ်လဲဆိုလို့ရှိရင် James က तू ညဘက်အိတ်နေတဲ့အချိန်ဆိုလို့ရှိရင် तू အခန်းထဲကနေအဲ့လိုမျိုးတခုခု तू တွေ့နေသလိုလိုအရေးပဲသူ့ကိုလာပြီးတော့အုပ်မိုးနေသလိုလိုပြီးလို့ရှိရင် तू အခန်းဘေးနားကနေအဲ့လိုမျိုးသူ့ရဲ့နေရန်ကိုပေါ့နော် तू အခန်းရဲ့နေရန်ကိုကောက်ချစ်ပြီးတော့အဲ့လိုမျိုးကြောင်ထောက်ချဖြစ်နေတာပေါ့နော်ဒီကလေးကဆိုတော့အဲ့အလဲတန်းနှစ်ကလေးကသူကအဲ့လို psychiatrist နဲ့ပြနေရတယ်ပေါ့နော်စိတ်ပိုင်းဆိုင်ရာဒီ psycho ပြတဲ့ဆရာဝန်နဲ့သူ့ကိုပြပေးနေရတယ်ပေါ့နော်ဆိုတော့သူတို့ family doctor ရှိရပေါ့လေ family ဆရာဝန်ရှိတော့အဲ့စိတ်ပိုင်းဆိုင်ရာဆရာဝန်ကလည်းသူတို့ရဲ့ family ကိုအမြဲတမ်းကြည့်ပေးနေတဲ့ဆရာဝန်ပဲဆိုတော့သူနဲ့ကအမြဲတမ်းနီးနီးကပ်ကပ်ရှိနေတာပေါ့နော်ဆိုတော့ဒီဆရာဝန်ကဘာပြောလဲဆိုလို့ရှိရင်ဒီတိုင်းဆက်သွားနေမယ်ဆိုလို့ရှိရင်ဒီကလေးဒီတော်တော်လေးကိုအဲ့လိုမျိုးဟိုဘယ်လိုပြောရမလဲကိုရခတ်မယ်ပေါ့နော်ဆိုတော့ဒီအလဲတန်းကျောင်းသားဘဝကနေသူကစပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာနည်းနည်းချွေးရင်ချက်ရှိလာတဲ့ဒီကလေးကတစ်ဖက်မှာလည်းသူ့ရဲ့အုံနောက်ကလည်းတော်တော်ကောင်းတယ် IQ ကတော်တော်လေးကိုမြင့်တာပြီးလို့ရှိရင်စာအရန်တော်တာဒီကလေးကသူများတွေ2ရက်လောက်ကြက်မှတ်ရမယ့်စာတွေပုတ်စာတွေဆိုလို့ရှိရင်သူကတနာရီနဲ့ရတဲ့ကလေးဆိုတော့ကျောင်းစာဘက်မှာလည်းသူကလုံးဝမလစ်ဟင်းဘူးအိမ်ရောက်မှလာသူကအဲ့လိုမျိုးစိတ်တွေစနိုးစနောက်ဖြစ်တယ်ငိုလိုက်ယူလိုက်နဲ့သူအတန်ကြားပြန်ပြီးသူဟိုဟာတွေ့ပြန်ပြီးအဲ့လိုဖြစ်နေတာပေါ့နော်အဲ့ဒါနဲ့သူ့အသက်ဒီ7နှစ်အရွယ်မှာသူ့ကိုသူပထမဦးဆုံးအဆုံးစီရမှုကစတင်တာသူပထမဦးဆုံးသူစူးစမ်းတယ်ဒါပေမဲ့မအောင်မြင်ဘူးပေါ့နော်အဲ့ဒါနဲ့သူဒီအိမ်ကလည်းသူ့ကိုအဲ့လိုမျိုးတကယ်ကိုစိုးဝါးနေပါပြီဆိုတော့ဟာကိုတိသွားတဲ့အချိန်မှာစေးတောက်နေရတဲ့အခြေအနေပေါ့နော်ဆရာဝန်နဲ့လည်းအမြဲတမ်းဒီဇိုင်းမှတ်ပြနေတဲ့အခြေအနေပေါ့လေအဲ့ဒါနဲ့ဒီကောင်လေးက James ကဒီ2006ခုနှစ်မှာဒီကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ဒီ Westview High School ကနေသူက high school ပြီးတယ်ပေါ့နော် high school ပြီးသွားတဲ့အချိန်မှာဒီ bachelor degree ကိုတက္ကသိုလ်သူဘာမှတက်လဲဆိုလို့ရှိရင်ဒီကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ဒီ Riverside မှာရှိတဲ့ဒီတက္ကသိုလ်ဒါအဲ့တက္ကသိုလ်ကလည်းတော်တော်လေးကိုဒီ ranking မြင့်တဲ့တက္ကသိုလ်ပေါ့နော်တော်တော်လေးကိုလူတော်တွေများတဲ့တက္ကသိုလ်အဲ့တက္ကသိုလ်မှာသူကကျောင်းတက်တာသူယူတဲ့ major ကလည်းဘာ major လဲဆိုလို့ရှိရင်ဒီအုံနှောက်နဲ့အာယုံကြော major သူယူတယ်ပေါ့နော်အဲ့တက္ကသိုလ်မှာလည်းသူကတော်တော်လေးကိုစားတော်တာဘာပြိုင်ပွဲပဲဝင်ပြိုင်အကစားဘက်မှာလည်းသူတော်တယ်ကျန်တဲ့စာဘက်မှာလည်းသူတော်တယ်ဘာမှသူ့ကိုလာပြီးတော့မရှင်ဘယ်သူနဲ့မှလာမရှင်နဲ့သူကထိတ်ဆုံးပဲဆိုတော့ဆရာမတွေကလည်းဒီ James Holmes ဆိုတဲ့ဒီကောင်လေးကိုမမှန်ရရှိနေတာပေါ့လေဆိုတဲ့သဘောပေါ့အဲ့ဒါနဲ့ဒီ2010ခုနှစ်မှာဒီတက္ကသိုလ်ကနေ bachelor degree ရပြီးတော့သူကကျောင်းပြီးသွားတယ်ပေါ့နော်ကျောင်းပြီးသွားတဲ့အချိန်မှာရိုးရိုးတန်းကျောင်းပြီးတာမဟုတ်ဘဲနဲ့တကယ်ကိုတက္ကသိုလ်တစ်ခုလုံးမှာအမှတ်အများဆုံးနဲ့သူကဒီအမှတ်အမြင့်ဆုံးနဲ့သူကအမှကျောင်းပြီးရပါတော့ကျောင်းပြီးသွားတဲ့ချိန်ဆရာမတွေကလည်းသူကကျောင်းနာဖို့လုပ်သေးတယ်ဒါပေမဲ့ဆရာမတွေကဒီလောက်ကောင်းတဲ့အမှတ်မျိုးရထားတဲ့ကဆိုတော့ကျန်တဲ့တခြားဒီပြည်နယ်ကအကြောင်းတွေပေါ့နော် PhD ဆက်တက်ဖို့ပေါ့မဟာတန်းဆက်တက်ဖို့ try မှာလားဆိုပြီးတော့သူက try စားတော့မလို့တခြားအကြောင်းတွေကသူ့ရဲ့ဒီနာမည်ကျော်ကြားတဲ့သတင်းတွေသူ့ရဲ့ဒီ IQ မြင့်တဲ့ဟာတွေကိုဒီအကြောင်းသားတွေကိုငါတို့ support မယ်ဆိုပြီးတော့ scholarship တွေအဲ့လိုမျိုးပညာသင်ဆုတွေကိုတကြောင်ပြီးတကြောင်သူ့ကိုလာပြီးတော့ကမ်းလှမ်းတာပေါ့နော်ဆိုတော့သူ့အဖေဖြစ်သူကလည်းအဲ့လိုမျိုးဒီ UCLA တို့တကယ်ကို Stanford University တို့အဲ့ဒါကနေသူကအများနဲ့အဲ့လိုမျိုးစာတော့ပြနေရတဲ့သူ့အဖေပေါ့နော်အစားတော့ပြနေတဲ့ဒီအချိန်ပိုင်းဆရာလေးလောက်ခဲ့ပူတဲ့ခါကျတော့သူ့သားရဲ့ကုန်တဲ့ကဒီထက်ပို့ပြီးတော့ကြော်ကြားနေတာပေါ့နော်ဆိုတော့အဲ့ဒါနဲ့ကျန်တဲ့ခြားเจ้าတွေကလည်းသူ့ကိုကမ်းလှမ်းနေပေါ့နော် acceptance letter တွေရောက်တယ်เจ้าခေါ်စာတွေလာတယ်ပေါ့နော်အဲ့ဒါနဲ့သူက PhD အတန်းကိုဆက်တက်ဖို့သူကဆုံးဖြတ်လိုက်တယ်ဘယ်เจ้าကိုသူကရွေးလိုက်တာလဲဆိုလို့ရှိရင်ဒီ Coloradoပြည်နယ်မှာရှိတဲ့ဒီ Colorado University of Colorado ပေါ့နော်အဲ့ Colorado ပြည်နယ်မှာဆိုလို့ရှိရင်လည်းအဲ့တက္ကသိုလ်ကတော်တော်လေးကိုနာမည်ကြီးပြီးတော့အမှတ်ကောင်းမှသာတက်လို့ရတဲ့အခြေအနေမျိုးမှာရှိတာပေါ့နော်ဆိုတော့အဲ့တက္ကသိုလ်ကိုသူကရွေးလိုက်တဲ့အခါကျတော့အဲ့ Colorado မြို့အခုခင်းဖြစ်တဲ့မြို့ကိုသူပြောင်းသွားတယ်ပေါ့နော် California ပြည်နယ်ကနေပြောင်းသွားတယ်ပေါ့အဲ့ဒါနဲ့အဲ့တက္ကသိုလ်တက်နေတဲ့အချိန်မှာသူကတက္ကသိုလ်ကျောင်းဆောင်ထဲမှာသူအခန်းငှားတယ်အခန်းပေါ်တယောက်နဲ့သူနေတာပေါ့နော်သူ့အခန်းပေါ်ကလည်းသူ့ရဲ့ကျင့်စရိုက်ကဘယ်လိုလဲဆိုလို့ရှိရင်သူနဲ့စခင်ကလေးကဒီကျောင်းကိုစပြီးတော့ရောက်လာကြတဲ့အရန်အနေအေးတာ James ကအရန်အနေအေးတယ်လို့သူ့ကိုယ်သူလည်းအဲ့လို low key ပဲနေရပါတီတွေလည်းမတက်ဘူးပြီးလို့ရှိရင်လည်းအဲ့လိုမျိုးဟို
ကျန်တဲ့စကားအများကြီးလဲသူမပြောဘူးဒါပေမဲ့သူ့ရဲ့ထူးဆန်းတာတခုကပြောလိုက်ပြီးဟေ့ဆိုလို့ရှိရင်လေအဲ့လိုမျိုးဥပမာတကယ်ချင်းတွေစုပြီးတော့မုတ်စားနေတဲ့အချိန်ဆိုလို့ရှိရင် तू ကတခုခု तू ထပြီးတော့ပြောလိုက်ပြီးဟေ့ဆိုလို့ရှိရင်အဲ့စကားတွေကလေသူ့အတွက်တော့ရည်စရာကောင်းရည်စရာဖြစ်နေလိမ့်မယ်ဒါပေမဲ့လူတွေအတွက်ကြတော့ဒါဒီစိတ်ထဲမှာစလုံးစလောက်ဖြစ်စရာကောင်းတဲ့အခြေအနေမျိုးမှာရှိခဲ့ဘူးလေလို့သူ့ခန်းဖော်ကပြောရတယ်ပေါ့နော်ဒီနောက်ပိုင်းမှာဆိုတော့နည်းနည်းတော့ကွာကြတဲ့အကောင်လေးဖြစ်နေတာပေါ့နော်ဒီတက္ကသိုလ်တက်တဲ့အချိန်မှာပြီးမဟာတန်းတက်တဲ့အချိန်မှာဆိုတော့အဲ့အချိန်မှာတိတ်မကြဘူးတက္ကသိုလ်မှာပဲဒီသူ့ရဲ့ချစ်သူကောင်မလေးတယောက်နဲ့သူတွေ့တယ်အဲ့ချစ်သူကောင်မလေးတယောက်နဲ့သူတွေ့တဲ့အချိန်မှာလည်းအဲ့လိုပဲကတောက်ကစားတွေဖြစ်တာဒီကောင်မလေးကလည်းဒီသူတွဲလာတဲ့များရေးစားတွေအကုန်လုံးကဒီ James လိုပုံစံမျိုးမဟုတ်ဘူး James ကတော်တော်လေးကိုကွာကြတယ်ပြီးလို့ရှိရင်လည်းအဲ့မျိုးလူကြားသူ့ကိုခေါ်သွားမယ်ဆိုလို့ရှိရင်အဲ့မျိုးဘာတွေပြောမှမသိဘူးကွာဘာတွေပြောမှမသိဘူးဆိုတာအဲ့လိုမျိုးကွာကြတဲ့စကားတွေအဲ့လိုမျိုးသိတယ်မလားအဲ့လိုဂျစ်ကန်ကန်စကားတွေအဲ့လိုပြောနေတဲ့အချိန်မှာဒီကောင်မလေးနာကလည်းအစင်မပြေပြန်ဘူးအစင်မပြေပြန်တဲ့အခါမှာဒီဘယ်လိုပြောမလဲဒီ James နဲ့ဒီကောင်မလေးနဲ့ပြတ်သွားပြီးတဲ့နောက်ပိုင်းမှာဒီ James ကပို့ပြီးတော့ငြိမ်သွားတယ်ပေါ့နော်ငကိုကလေးကဒီစိတ်အခမ်းကစိတ်ကြမ်းမကြီးကလည်းစိတ်အခမ်းကရှိနေတဲ့ခါကျတော့သူချေရသူ့ကောင်မလေးနဲ့လည်းသူပြတ်သွားတယ်ပေါ့နော်ပြတ်သွားတဲ့အချိန်မှာပို့ပြီးတော့သူကငြိမ်ကျသွားတယ်အဲ့ဒါနဲ့နောက်တစ်ခုကလူတွေကဘာပြောလဲဆိုလို့ရှိရင်သူ့ရဲ့မိဘတွေငှားနေတဲ့ဒီဆန်ဒီယေဂိုဒီကယ်လီဖိုးနီးယားဆန်ဒီယေဂိုဒီရက်ကွက်ကအဲ့လိုမျိုးလူကုန်တန်းတွေနေတဲ့နေရပေါ့နော်ရက်ကွက်ပေါ့လေဒါပေမဲ့သူတို့ရဲ့မိသားစုကြတော့အရန်ကြီးပတ်စံရှိနေတာမဟုတ်ဘူးပတ်စံတော့ရှိတယ်ဒါပေမဲ့သူများနဲ့ရှင်းလိုက်လို့ရှိရင်သူတို့တွေကအလဲလက်သန်းစားမှဖြစ်နေတဲ့ခါကျတော့အဲ့တကူကလည်းသူ့စိတ်ထဲမှာအဲ့လိုမျိုးဘယ်လိုပြောမလဲသူများတွေကပဲသူတို့ကိုနှိမ်နေတာလားသူတို့ကိုအဲ့လိုမျိုးအထင်သေးနေတာလားဆိုရင်သူဟာသူထင်နေတဲ့စိတ်ကလည်းရှိနေတာပေါ့လေအဲ့လို guilty ဖြစ်တဲ့ဟာလို့ပြောမှာလားအဲ့လိုမျိုးအဲ့လိုဖြစ်နေတာပေါ့လေအဲ့စိတ်လည်းရှိနေတယ်ပေါ့နော်ဒီကြားတဲ့အခါမှာအခုဒီအခြေရည်နဲ့ relationship နဲ့ပတ်သက်တဲ့အခါမှာလည်းသူကလမ်းခွဲချင်းခံရတဲ့အချိန်မှာဒီ James စိတ်ထဲမှာလားအများကြီးအဲ့လိုမျိုးရှုပ်ရှက်ခတ်နေတာပေါ့လေလူကငကိုကလေးကစိတ်အခန့်စိတ်ကျမ်းမာကြီးကလည်းမကောင်းနေဘူးငယ်စဉ်ကလေးကနေဒီရှိနေတဲ့ဒီစိတ်ကျမ်းမာကြီးကလည်းမဟုတ်နေတဲ့အချိန်မှာအခုကလူမှုရေးကိစ္စတွေရောကျန်တဲ့စာပိုင်းဆိုင်ရာကိစ္စတွေလည်း stress တွေကလည်းရှိမှာပဲပေါ့နော်ဆိုတော့အကုန်လုံးပေါင်းရတဲ့အချိန်မှာJames ကဒီထပ်ပိုဆိုးသွားတယ်2017ခုနှစ်ကဒီ PhD အတန်းကိုစတက်တဲ့အချိန်မှာသူကတော်တော်လေးကိုစာတော်တဲ့သူအနေနဲ့ကစာ resolution ထိတ်ဆုံးမှာပဲအတန်းချိန်လည်းမှန်တယ်ဒီသူတို့ရဲ့ဒီ major မှာဆိုလို့ရှိရင်ဒီအုံနောက်တဲ့အာယုံကျော် major ကအမြဲတမ်းဒီလက်တွေ့အခန်းထဲမှာရှိနေရတဲ့ major ပေါ့နော်ဆိုတော့သူအမြဲတမ်း electric အခန်းမှာဆရာတွေနဲ့ဆွေးနွေးလိုက်လှုပ်လိုက်နဲ့တော်တော်လေးကိုအဆင်ပြေနေတဲ့ကလေးကဒီကျန်တဲ့ဥပမာ first semester ပြီးလို့ရှိရင် second semester မှာ James ကလုံးဝတခြားကြောင်ဖြစ်သွားတာဘလို့ဖြစ်သွားလဲဆိုလို့ရှိရင်စာတွေလည်းမရတော့သလိုစာမေးပွဲတွေဆိုလို့ရှိရင်လည်းဘုံဘုံကျလာတယ် lab တွေဒီ lab အခန်းမှာလည်းတော်တော်လေးကိုဒီဘယ်လိုပြောမလဲသူ့ကြောင့်သူများရဲ့အနှောက်အယှက်ဖြစ်တာမျိုးတွေပြီးလို့ရှိရင်အဲ့လိုပုံမှန်မလာတာမျိုးတွေ assignment တွေမတင်တာမျိုးတွေ lab အခန်းမှာဆိုလို့ရှိရင်ဘာပဲပြောလိုက်သူမသိတာမျိုးတွေပိုဆိုးလာတယ်ပေါ့နော်ဒီနောက်ပိုင်းမှာအဲ့ဒါနဲ့ဆရာမတွေကသူ့ကိုတခုခုများဖြစ်နေမှာလားဆိုပြီးတော့သူ့ကိုခေါ်ပြီးတော့စာလဲစာတော်နေတဲ့ကလေးဆိုတော့ဆရာမတွေကလည်းသိတယ်မလားခေါ်ပြီးတော့သူ့ကိုမေးကြည့်လိုက်တဲ့အခါမှာလည်းဘာမှမဖြစ်ဘူးဆိုပြီးတော့သူကအဲ့လိုပဲပြောလိုက်တဲ့အချိန်မှာဆရာမတွေကသူ့ကိုတတိပေးတယ်ပေါ့နော်ဒီလိုမျိုးဆက်ဖြစ်နေမယ်ဆိုလို့ရှိရင်မင်းကျောင်းကနေထုတ်ချင်းခံရလိုက်မယ်ဆိုတော့ပထမတစ်ခေါက်ဒုတိယတစ်ခေါက်တတိယတစ်ခေါက်ထိဆရာမတွေကသူ့ကိုတတိပေးတယ်ဆိုပေမဲ့ဆောင်းပွဲကတော့ကြမြဲကြစေပဲစာလည်းမလုပ်တော့သလိုအတန်းချိန်တွေလည်းမမှန်တော့ဘူးဆိုတော့တော်တော်လေးကိုပျက်စီးသွားတယ်ပေါ့နော်ဂျိမ်းကဆိုတော့ဆရာမတွေကဒီ2012ခုနှစ်ဇွန်လမှာဆောင်းပွဲဒီနောက်ဆုံးသူကြားတဲ့အချိန်မှာကျောင်းကနေထုတ်လိုက်တာသူ့ကိုဆိုတော့ဂျိမ်းကကျောင်းထုတ်ချင်းခံရတယ်ပေါ့နော်ဆိုတော့ဂျိမ်းမှာသူကဘာပြောလဲဆိုလို့ရှိရင်သူ့ကိုကျောင်းထုတ်လိုက်တယ်ဆိုတာကဒီကျောင်းရဲ့အလုပ်ပေါ့နော်သူကလည်းကျောင်းကိုထွက်ချင်နေတာဂျာပြီးဆိုပြီးတော့အဲ့လိုမျိုးလဲသူပြောခဲ့တယ်လို့ကျွန်တော်တို့ဖတ်သိရတယ်ပေါ့နော်အဲ့ဒါနဲ့ကျောင်းထုတ်ချင်းခံရတယ်ဆိုတော့မိသားစုဘက်ကလည်းကြည့်မယ်ဆိုလို့ရှိရင်စာတော်နေတဲ့သူတို့သားကသူတို့မျှော်မှန်းထားတာလေနော်ဆိုမဟာတန်းပြီးလို့ရှိရင်ဘာလုပ်မယ်ဘာကိုင်မယ်ဆိုတော့ဒါပေမဲ့ကျောင်းထုတ်ချင်းခံရတဲ့စာတွေသူတို့အိမ်စီကိုရောက်လာတဲ့အခါမှာဒါဒီဘာများဖြစ်တာလဲဆိုတာကိုဂျိမ်းကိုပဲသူတို့ထောင်းပါလေနော်သူတို့သားကိုပဲသူတို့ထောင်းပါပေါ့အဲ့ဒါနဲ့ဂျိမ်းကတော်တော်လေးကိုစိတ်ရှုပ်စရာတွေကပူပြီးတော့ဆိုးလာတယ်ဆိုတော့ဗောနော်အဲ့ဒါနဲ့
ဒီအခုသူတက်နေတဲ့ PhD တက်နေတဲ့ဒီ University of Colorado မှာစိတ်ပိုင်းဆိုင်ရာကုနေတဲ့ဆရာဝန်တယောက်ရှိတယ်ပေါ့နော်အဲ့ဆရာဝန်နဲ့ငငယ်ကလေးကသူဒီ family doctor သူ့ကိုကုပေးနေတဲ့စိတ်ပိုင်းဆိုင်ရာကုပေးနေတဲ့ဆရာဝန်တွေကအတိတွေဒီဆရာဝန်ကလည်းဒီတက္ကသိုလ်ကဆရာဝန်ကလည်းသူ့ကိုအယမ်းချစ်တယ်ဒီကောင်လေးကိုဆိုတော့သူចောင်းထုတ်ခံထိတယ်ဆိုပေမဲ့ဒီဆရာဝန်နဲ့သူနဲ့ကအမြဲတမ်းအဆက်တွေရှိနေတယ်ပေါ့နော်အဲ့ဒါနဲ့တနေ့မှာဒီဆရာဝန်ကိုသူကစားအုပ်တော့ပါဆယ်ထုတ်ပြီးတော့စားတိုက်ကနေပို့ပေးလိုက်တာဒါပေမဲ့အိစာအုပ်ကအရန်ရေးကြီးရနော်နားထောင်နော်အိစာအုပ်ကဆရာဝန်စီကိုဒီဆရာစီကိုဓာတ်ရိုက်မရောက်ပဲနဲ့ဒီစာဖို့သမားကဒီတက္ကသိုလ်ရဲ့ library မှာပဲထားတာဆိုတော့ဘသူပဲဟာမှန်းမသိတော့အဲ့ဟာကိုလည်းမဖောက်ကြည့်မိပဲနဲ့ဒီတိုင်းပဲထားတာအိစာအုပ်ကဒီနောက်ပိုင်းမှာကျွန်တော်ပြောပြမယ်ဘလောက်ထိအရေးကြီးလဲဆိုတော့အဲ့ဒါနဲ့အိစာအုပ်ကလည်းဆရာဝန်စီမရောက်ဘူးအဲ့ဒါနဲ့သူចောင်းထုတ်ချင်းခံရတာက2012ခုနှစ်ဇူလိုင်လမှာဂျွန်လမှာចောင်းထုတ်ချင်းခံရတယ်နော်ဒီအမှုဖြစ်တာကဒီအမှုကိုသူကျူးလွန်ဖို့သူလုပ်လာက2012ခုနှစ်ဇူလိုင်လ20ရက်နေ့ဆိုတော့သူចောင်းထုတ်ချင်းခံရပြီးတော့တိတ်မကြောက်ဒီအမှုကိုသူလုပ်တာသူဘလောက်ထိပြင်ဆင်ထားလဲဆိုလို့ရှိရင်ကျွန်တော်သူပြင်ဆင်ထားတဲ့အရာဝတ္ထုတွေတစ်ခုချင်းစီကိုသူကျွန်တော်တေချာလေးရေးမှတ်ထားတယ်အဲ့ဒါကိုကျွန်တော်ဖတ်ပြမယ်ဒီလူတက်မှုတော့ကိုသူဘလောက်ထိသူပြင်ဆင်ထားလဲဆိုလို့ရှိရင်ကြီးကဝတ်စုံတစုံရှိတယ်မျက်နှာဖုံး gas ဒီမျက်ရည်ယိုဘုံတွေကိုလုံးဝကာကွယ်ပေးနိုင်တဲ့ mask တစ်ခုရှိတယ်ပြီးလို့ရှိရင်မိโกဘုံမျက်ရည်ယိုဘုံပေါ့နော်မျက်ရည်ယိုဘုံနှလုံးသူပြင်ဆင်ထားတယ်ပြောင်းသူတဲ့ shotgun တလက်သူပြင်ဆင်ထားတယ် Brian Pair AR-15 model နဲ့အဲ့တလက်သူပြင်ဆင်ထားတယ် Bisno တလက်ပြင်ဆင်ထားတာစဉ်းစားကြည့်တနက်ပေါင်း3လက်တောင်မှသူပြင်ဆင်ထားတာဒီဇူလိုင်လ20ရက်နေ့မှာသူကျူးလွန်ဖို့လူတွေကိုသူတက်ဖို့သူပြင်ဆင်ထားတာစဉ်းစားကြည့်အဲ့ဒါနဲ့ဒီအခင်းဖြစ်မဲ့နေ့ကိုရောက်လာတာပေါ့ရောက်လာတော့2012ခုနှစ်ဇူလိုင်လ20ရက်နေ့မှာကျွန်တော်ရှေ့မှာစကားပလင်ခံထားတဲ့အတိုင်းပဲ intro ဝင်ခဲ့တဲ့အတိုင်းပဲဒီ Colorado မြို့အရန်လှပနေတဲ့ဒီ Colorado မြို့မှာအရန်ကိုနာမည်ကြီးတဲ့ဒီ 16th century ဆိုတဲ့ cinema ကြီးက Batman ရုပ်ရှင်ပြတဲ့နေ့ဆိုတော်တော်လေးကို busy နေတဲ့အချိန်ကလေးတွေရောလူလက်ပိုင်းတွေရောလူကြီးပိုင်းတွေရောတော်တော်လေးကိုပျော်ရွှင်လှုပ်ရှားပြီးတော့မုတ်တွေတန်းစီနေတဲ့သူကတန်းစီမယ်လက်မှတ်တွေဝယ်နေတဲ့သူကတော့ဝယ်မယ်ပေါ့နော်သူကလည်းအိတ်ထဲကတယောက်ဖြစ်နေတယ်လက်မှတ်တန်းစီပြီးတော့ဝယ်တယ်အဲ့ဒါနဲ့ရုပ်ရှင်ပြမဲ့သူ့ရဲ့စက်ကားသူကြည့်မဲ့စက်ကားကိုပြမဲ့ယုံတဲ့ကိုသူသွားတယ်ယုံနံပါတ်ကယုံနံပါတ်9တဲ့ကိုသူဝင်နေသူထိုင်နေအေးစေးစေးပဲရုပ်ရှင်ပြတဲ့တီကိုသူစောင့်နေအဲ့ဒါနဲ့အကောင်လုံးကတိတ်ကြသွားပြီးတော့ရုပ်ရှင်ပြတော့မယ်ဟေ့ဆိုပြီးရုပ်ရှင်ပြလာတဲ့အခါမှာရုပ်ရှင်ပြပြီးတော့အဲ့ Batman ရုပ်ရှင်ပြပြီးတော့10မိနစ်လောက်ပဲကြာသေးတယ်အဲ့ချိန်မှာဂျိမ်းမှာသူကစလှုပ်ရှားပြီဘလို့မျိုးစလှုပ်ရှားပြီဆိုလို့ရှိရင်တော့သူမတက်ရလိုက်တယ်အပေါ့သွားတယ်လို့အလေးသွားတယ်လို့လည်းသူရုပ်ရှင်ရုံတွေကနေသူထွက်လာတယ်ရုပ်ရှင်ရုံကနေထွက်လာတဲ့အချိန်မှာသူရုပ်ရှင်ရုံတကားကိုသူဖွင့်ပြီးတော့တခုခုနဲ့ခံထားတာရုပ်ရှင်ရုံတကားကိုဖွင့်ရသားသူထားထားတာအဲ့ဒါနဲ့သူ့ရဲ့ဒီကားပါကင်မှာသူကားထားတဲ့နေရာစီကိုသူသွားပြီးတော့ခုနကကျွန်တော်ဖတ်ပြသွားတဲ့ဂျီကာဝတ်စုံတွေ mask တွေပြီးလို့ရှိရင်တနက်တွေကိုသူယူလာပြီးတော့အပြည့်စုံသူဝတ်စားပြီးတော့သူပြင်ဆင်ပြီးတော့အေးရုပ်ရှင်ရုံထဲကိုခုနကဘာလို့သူကရုပ်ရှင်ရုံတကားကိုဖွင့်နေတာသူထားထားတယ်ဆိုလို့ရှိရင်ဒီပစ္စည်းဥစ္စာဒီတနက်တွေနဲ့သူကကန်လာပြီးတော့ဟိုရုပ်ရှင်ရုံတကားကိုထပ်ဖွင့်ရမယ်ဆိုလို့ရှိရင်ဒီအခြေအနေမဟန်မှာဆိုလို့သူကတခါတည်းဖွင့်ထားတာစဉ်းစားကြည့်ဒီအယူကအဲ့ဒါနဲ့တခါတည်းသူကဝင်လာပြီးတော့ဝင်လာတာနဲ့ရုပ်ရှင်ရုံထဲမှာလူတွေအကောင်လုံးကအဲ့ Batman ရုပ်ရှင်တွေကိုစိတ်ဝင်စားနဲ့ကြည့်နေတဲ့အချိန်မှာမျက်ရည်ယိုဘုံတစ်လုံးကိုဝုန်းကနေဆိုပြီးတော့သူပြစ်ချလိုက်တဲ့အချိန်မှာအကောင်လုံးကရုံရင်းဆန်ကဖြစ်တယ်ဆိုတာထက်ကိုအကောင်လုံးကသူ့ကိုကြည့်နေတာပေါ့နော်မျက်ရည်ယိုဘုံနဲ့သူတယောက်တည်းမသက်ရက်နေတာကိုအမှောင်ထဲမှာဆိုတော့သူ့ကိုကြည့်နေတဲ့အချိန်မှာလူတွေအကောင်လုံးကဘာထင်သွားလဲဆိုလို့ရှိရင်ရုံရင်းဆန်ကဖြစ်တဲ့သူကအဲ့လိုအော်ဟစ်ကြတာတော့ရှိတယ်ဆိုပေမဲ့တချို့လူတွေကဘာထင်လဲဆိုလို့ရှိရင်ဒီ Batman ရုပ်ရှင်တွေကစက်ဝင်ခန်းတခန်းကိုအဲ့လိုမျိုးဒီ marketing scene ပြီးတော့ promotion လုပ်နေတဲ့ပုံစံမျိုးသူတို့ထင်တာပေါ့နော်အဲ့ဒါနဲ့လူတွေအကုန်လုံးကအဲ့လောက်ထိရုံမဖြစ်သေးဘူးပေါ့လေအဲ့ဒါနဲ့အေးမျက်ရည်ယိုဘုံကလည်းတကယ်လဲဆက်နေတဲ့အခါကျတော့လူတွေအကုန်လုံးကအမှရုံရင်းဆန်ကဖြစ်တဲ့အချိန်မှာပဲသူပါလာတဲ့တနက်နဲ့ဒီ rifle တနက်နဲ့ကိုသူအရင်ပြစ်တာပြစ်ပြီးတော့လူအကုန်လုံးကလည်းတေးတဲ့သူကတေးပြီးသူ
တွေးရပန်းထွက်တယ်သူကပန်းထွက်တဲ့အချိန်မှာတကယ်ဖြစ်နေတာလားဆိုတာဟာကိုသိသွားတဲ့အခါမှာလူတွေကပို့ပြီးတော့စိုးသွားတယ်ပေါ့နော်တကယ်ကိုအနိဋ္ဌာယုံဆန်သွားတာစဉ်းစားကြည့်ခေါင်းထဲမှာကျွန်တော်တို့နားထောင်နေရတဲ့မှာတော့မှကျွန်တော်တို့မျက်လုံးထဲမှာကွင်းကွင်းကွင်းမြင်သွားတယ်ကွာအကုန်လုံးလုံးရင်းစက်ကနဲ့ပြေးကြလွှားကြကိုသားသမီးကိုခေါ်ကိုပွေကိုငုတ်တဲ့သူကငုတ်သိရမလားအဲ့လိုရုံရင်းဆက်ကဖြစ်နေတဲ့အချိန်မှာ तू ကပြစ်တာတရဆက်ပြစ်တာအဲ့အချိန်မှာသူ့ရဲ့ rifle ဒီ rifle တနက်ကကြီးစံကညှက်သွားတာကြီးစံညှက်တာလားကတ်သွားတာလားမသိဘူးလုံးဝပြစ်လို့မရတော့အဲ့ဒါနဲ့အဲ့ rifle တနက်ကို तू ကပြစ်ပြီးတော့နောက်ထပ်တလက်နဲ့စဉ်းစားကြည့်နော် spire back ကို तू ကယူထားပြီးသားဘယ်လောက်ထိအောင် तू ကြိုးတင်ပြင်ဆင်ထားလဲဆိုတာကိုအဲ့ဒါနဲ့နောက်ထပ်တလက်နဲ့တရဆက်ပြစ်တာ तू ဘယ်လောက်ထိပြစ်လိုက်လဲဆိုလို့ရှိရင်လေလူပေါင်းအယောက်ပေါင်း82ယောက်ကိုတန်ရာရစေခဲ့တယ်တေဆုံးစေခဲ့တယ်တေဆုံးသူက12ယောက်ရှိတယ်တန်ရာရတဲ့သူကအယောက်82ယောက်ရခဲ့တယ်သူဘယ်လောက်ထိသူပြစ်လိုက်လဲဆိုလို့ရှိရင်နောက်ထပ်တစ်ခုကအခုသူကြည့်တဲ့သူပြစ်နေတဲ့ရုပ်ရှင်ယုံနံပါတ်က9တော့ကဲ့ရက်မှာယုံနံပါတ်8ရှိတယ်သူဘယ်လောက်ထိပြစ်လိုက်လဲဆိုလို့ရှိရင်အဲ့ယုံနံပါတ်8မှာထိုင်ကြည့်နေတဲ့ဒီပရိသတ်တွေတောင်မှတနက်မှန်ပြီးတော့တေသွားတဲ့သူတွေရှိတယ်စဉ်းစားကြည့်ဘယ်လောက်ထိပြင်းလဲဆိုတာကိုအရန်ကြောက်ဖို့ကောင်းတယ်တအားကိုကြောက်ဖို့ကောင်းလို့နေကွာဒီအမှုကဆိုတော့လူအစုလိုက်ပြုံလိုက်ကတကယ်ကိုအတုံးယုံအိတ်ထဲမှာတော်တော်လေးကိုအနိဋ္ဌာယုံဆန်သွားတယ်ပေါ့နော်အဲ့ဒါနဲ့ရုပ်ရှင်ယုံတွေကဒီဝန်ထမ်းတွေအကုန်လုံးကလည်းရဲတွေစီကို report လုပ်ပြီးသားပေါ့နော်အဲ့ဒါနဲ့ရဲတွေကလည်းရောက်လာပြီအဲ့ချိန်မှာလည်း तू ကလုံးဝအာသာပြေသွားပြီ तू လူသက်ချင်တဲ့စိတ်ကအာသာပြေသွားတဲ့အချိန်မှာအေးစစ်စစ်ပဲသူ့ကားစီကို तू တွားပြီးတော့ तू မတ်သက်ရက်နေတယ်ဒီ तू သွေးတွေပါပေးချင်းပေးနေမှာပေါ့နော်ကျွန်တော်အဲ့ဒါနဲ့အဲ့ဟာတွေကို तू ကတခုချင်းစီ तू ဖြည့်ရှင်းနေတဲ့အချိန်မှာရဲတွေကလည်းသူ့ကိုဝိုင်းထားတယ်သူ့ရဲ့ကားပေးမှာပဲ तू မတ်သက်ရက်ရင်းနဲ့ तू ဝိုင်းထားတယ်ဝိုင်းထားပြီးတော့သူ့ကိုပြောတယ်မင်းလုံးဝမပြေးနဲ့လုံးဝမလှုပ်နဲ့ငါတို့မင်းကိုဖမ်းလိုက်မယ်ပေါ့နော်အဲ့ချိန်မှာအဲ့ကောင်က तू ရဲတွေကိုတခွန်းပဲပါပြောလဲဆိုလို့ရှိရင်ပြုံးစစ်စစ်နဲ့နော်လုံးဝအေးစစ်စစ်ပဲလုံးဝထွက်လည်းမပြေးသလိုရုံရင်းဆန်ကလည်းမလုပ်ဘူးတခွန်းပဲ तू ပြောတယ်ငါအိမ်မှာလည်းဘုံတွေထောင်ထားသေးတယ်တဲ့အဲ့လိုပြောလိုက်တဲ့အချိန်မှာချက်ချင်းပဲရဲတွေကသူ့အိမ်ကိုတွားပြီးတော့ဒီဘုံကိုတွားပြီးဖြည့်ရှင်းမှုပေါ့နော်နောက်တစ်ဖွဲ့ကိုလွှတ်လိုက်တဲ့အချိန်မှာ तू ကဘယ်လောက်ထိ तू စီစဉ်ထားလဲဆိုလို့ရှိရင်ဥပမာဒီလူသက်မှုကနေရဲတွေကသူ့ကိုဖမ်းမမိဘူး तू ကကားမောင်းပြီးတော့ထွက်သွားနိုင်တယ်ဆိုလို့ရှိရင်သူ့အိမ်စီကိုတော့ရဲတွေကပယ်ချင်မဖြစ်ရောက်သွားမှာပဲလေနော်ဆိုတော့ရောက်သွားရင်တကားဖွင့်တာနဲ့ဘုံကပေါက်မှာဆိုတော့ရဲတွေပါတိတ်မယ်ဆိုတော့ style မျိုးကို तू လောက်ထားတာစဉ်းစားကြည့်ဗျာအယူကတော်တော်လေးကိုအသေးရစရာကောင်းတယ်နော်အဲ့ဒါနဲ့ရဲတွေကဒီဘုံကလည်းရဲတွေ experience ရပါတော့သူတို့ဖြည့်ရှင်းလိုက်တဲ့အခါမှာယုံကဒီဘုံကတော့မပေါက်သွားဘူးပေါ့နော်အေးစစ်စစ်ဖြစ်သွားတယ်ဘုံကိစ္စတော့ဖြည့်ရှင်းနိုင်ခဲ့ဆိုတော့ဒီကောင်လေးကိုဒီ James Holmes ဆိုတဲ့ဒီအယူကောင်ကိုဖမ်းလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီနေ့ကနေစပြီးတော့တော်တော်လေးကိုအဲ့ရုပ်ရှင်အောင်တစ်ခုလုံးလည်းပိတ်လိုက်ရတယ်ပြီးလို့ရှိရင်တော်တော်လေးလည်းလူတွေရဲ့စိတ်ထဲမှာဒီအနိဋ္ဌာယုံရောပြီးလို့ရှိရင်ခြေခွဲဝန်းတဲ့မှုတွေရောလုံးဝမဖြေစင်နိုင်ဘူးဘယ်လောက်ထိတောင်ဆိုးလဲဆိုလို့ရှိရင်အေးသေးသွားတဲ့12ယောက်ထဲမှာ6နှစ်ရွယ်ကလေးမလေးတယောက်ပါတယ်စဉ်းစားကြည့်ဗျာပြီးလို့ရှိရင်ဒီတန်ရာရ82ယောက်ကလေတော်ရုံတန်ရာမဟုတ်ဘူးတော်တော်လေးပြင်းထန်တဲ့တန်ရာအသက်4လအရွယ်ကလေးတယောက်ရှိတယ်6လအရွယ်ကလေးတယောက်ရှိတယ်9နှစ်အရွယ်ကလေးတယောက်ရှိတယ်73နှစ်အရွယ်10နှစ်အရွယ်17နှစ်အရွယ်အဲ့လိုကလေးတွေအများကြီးပဲအေးပေါ့လေရုပ်ရှင်ယုံပါဆုံးမဟုတ်တယ်မလားဆိုတော့လူတွေရဲ့စိတ်ထဲမှာရုပ်ရှင်ယုံဆိုတာကသူတို့အတွက်ကနောက်ထပ်ပြန်ကြည့်ဖို့ကတော်တော်လေးကိုစိတ်ကိုပြန်ပြီးတော့ပြင်ဆင်ပြီးမှသာပြန်ကြည့်တော့မယ်ဆိုတဲ့စိတ်မျိုးဖြစ်သွားတယ်ပေါ့လေ trauma တွေရောဖြစ်သွားတယ်တည်ဆုံးသွားတဲ့ဒီမိသားစုတွေမိသားစုဝင်တွေအနေနဲ့ကလည်းတော်တော်လေးကိုစိတ်ကိုမနှဲကိုပြင်ဆင်ရလိုက်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့ဒါပေမဲ့ဒီမိသားစုဝင်တွေနဲ့ကစိတ်ဖြေသားစရာတခုကတော့ဒီလူသက်သမားတည်းရခံကတော့မလွတ်ခဲ့ဘူးပေါ့နော်ဆိုတော့ဖမ်းမိတယ်ဆိုတော့သူတို့တွေကဘယ်လိုမျိုးအမိတ်ချမလဲဆိုတာကိုပဲခုနားထောင်နေတဲ့သူတွေအနေနဲ့ရောဒီတည်ဆုံးသွားတဲ့မိသားစုဝင်အနေနဲ့ကပါစောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေတာပေါ့နော်ဆိုတော့သူ့ကိုဖမ်းသွားတယ်အဲ့ဒါနဲ့သူ့ကိုတရားရုံးစစ်တယ်ပေါ့နော်စစ်တဲ့အချိန်မှာလည်းတရားရုံးမစစ်ခင်မှာသူတို့ရဲ့ဒီလုံရိုးလုံစိန်အားကဒီကောင်လေးကလည်းစိတ်ပိုင်းဆိုင်ရာသူတို့ဖြစ်နေတဲ့ခါကျတော့ဆရာဝန်နဲ့စစ်တယ်တိတိကျကျစစ်တယ်စစ်ချက်တွေထွက်လာတဲ့အချိန်မှာဒီကောင်လေးဒီဟုတ်တယ်စိတ်တဆဖြစ်နေတာစိတ်ပိုင်းဆိုင်ရာတော်တော်လေးကိုမကြမ်းမာဖြစ်နေတာကျောင်းကနေလည်းထုတ်ချင်းခံရတယ်ချစ်သူကောင်မလေးကလည်းလမ်းခွဲလိုက်တယ်
အိမ်ကလည်းပေးတဲ့ stress တွေနဲ့ငယ်စဉ်ခါတော့ကတည်လာတဲ့ဒီစိတ်ကျန်းမာရေးအခြေအနေကလည်းဖြစ်နေတဲ့အခါကျတော့စိတ်ကျန်းမာရေးကတကယ်ပဲမကျန်းမာနေတာဒါပေမဲ့ तू လောက်ခဲ့တဲ့အရာတွေအတိုင်းကိုဒီစိတ်ကျန်းမာရေးကြောင့်လောက်ခဲ့တာမဟုတ်ပဲနဲ့အတိစိတ်ရှိနဲ့လောက်ခဲ့ပါတယ်ဆိုတော့ဆရာဝန်ရဲ့ဆေးစစ်ချက်ထွက်လာတယ်ပေါ့နော်အဲ့ဒါနဲ့တရားလူကြီးမင်းတွေကလည်းပိုးပြောသွားတယ်ပေါ့နော်အဲ့ဒါနဲ့2012ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဒီအနိဋ္ဌာယုံဒီအမှုဆုလိုက်ပြောလိုက်တည်ဆုံးသွားတဲ့ဒီရုပ်ရှင်ယုံဒီ16th century ရုပ်ရှင်ယုံတွေကအမှုက2015ခုနှစ်မှာတရားကိုတိတိကျကျရင်ဆိုင်တယ်ပေါ့နော်ဆိုတော့ဒီကြားနှစ်တွေမှာဘာလုပ်နေရလဲဆိုလို့ရှိရင်တော့သူ့ကိုထိမ့်သိမ်းထားပြီးတော့အမှုတစ်ခုကတော့ချက်ချင်းမလုပ်နိုင်ဘူးလေတခြားအမှုတွေသူ့ရှေ့အမှုတွေလည်းအမေရိကန်နိုင်ငံကတော့တည်တဲ့အတိုင်းပဲဆိုတော့ရှိနေတယ်ဆိုတော့သူ့ကိုစစ်ပိုင်းဆိုင်ရာတင်းငယ်အောင်ရင်ထားမယ်ပြီးလို့ရှင်စစ်မယ်စစ်ဆေးမယ်စစ်ဆေးချက်တွေထွက်လာမယ်ပြီးလို့ရှင်လောက်ဆရာရှင်တို့လုပ်ပြီးမှဒီ2015ခုနှစ်မှာမှတရားစီရင်ရေးကိစ္စကိုစပြီးတော့လုပ်ပဲဆိုတော့ကျွန်တော်တို့တရားစီရင်ရေးကိစ္စကိုကျွန်တော်နားထောင်ကြအောင်ဆိုတော့2015ခုနှစ်ဧပြီလ29ရက်နေ့မှာတရားရုံးမှာဒီစစ်ဆေးကြားနာမှုလုပ်တယ်ပေါ့နော်ဆိုတော့2015ခုနှစ်ဇူလိုင်လ16ရက်နေ့မှာဂျူရီလူကြီးတွေကအကုန်လုံးစစ်လိုက်တဲ့အချိန်မှာသူ့ရဲ့ဒီပြစ်မှုက first degree murder တကယ်ကိုအကြီးတန်းလူသတ်မှုလို့တကယ်ကို serial killer တွေနဲ့တတန်းနေပဲပေါ့နော်ဆိုတော့အဲ့လူသတ်မှုလို့သူတို့ကတတ်မှတ်တယ်ဒါပေမဲ့သူ့ဘက်ကိုလိုက်ပေးတဲ့ရှေ့နေကလည်းဘလောက်ထိတောင်လူမဆန်လဲဆိုလို့ရှင်ပြောပြမယ်ဘလို့တင်သွင်းလဲဆိုလို့ရှင်သူကငယ်ကလေးကစိတ်ချမ်းသာရေးမကောင်းနေတာလေဆိုတော့ဘာလို့သူ့ကိုအပြစ်ဒီလောက်ထိပေးမှလဲပေါ့နော်ဘာလို့ first degree မှာတာလဲပေါ့နော်ဘာလို့အကြီးတန်းလူသက်မှုလဲပေါ့နော်ဆိုတော့ short ပေးပါအဲ့လိုမျိုး तू ကဒီထိန်းသိမ်းရေးစခန်းမှာပဲရှိနေတဲ့ကလေးပါအဲ့လိုစိတ်ချမ်းသာရေးအရာဒီလိုလှုပ်လိုက်မိတာဘာ तू လဲဘာမှမသိဘူးပေါ့နော်အဲ့လိုမျိုးရှောက်တင်တယ်စဉ်းစားကြည့်ဗျာတလောက်တောင်ကြိုတင်ပြင်ဆင်တဲ့ဒီလူသက်တဲ့ဆုလိုက်ပြုံလိုက်လူသိမှုကသူတို့မျိုးရှောက်တင်နေဆိုတော့ဒီရှစ်နေကတော်တော်လေးကိုလူမဆန်တယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့လေဒါပေမဲ့တရားသူကြီးမင်းတွေကတော့ဘလို့ပြန်ပြီးတော့ defend ပြန်လုပ်လဲဆိုလို့ရှင်မဖြစ်နိုင်ဘူးစိတ်တစားဖြစ်နေတာစိတ်ချမ်းသာရင်မကောင်းနေတာဆိုတာဟုတ်တယ်ဒါပေမဲ့မင်းတို့မင်းလိုက်ပေးနေတဲ့တရားခံကသူလှုပ်လိုက်တဲ့ဟာတွေအကုန်လုံးကမင်းလည်းသိရတာနဲ့အကုန်လုံးတနက်တွေဆိုလို့ရှိရင်ပြင်ဆင်ထားတယ်ကြီးကား AG တွေရော mask တွေရောပြီးလို့ရှိရင်ဒီအကုန်လုံးဘုံတွေပါတွေထောင်ထားတဲ့အခါကျတော့စဉ်းစားကြည့်ဗျာပြောချင်တာသိတယ်မလားအဲ့ချိန်မှာတရားသူကြီးမင်းနဲ့သူ့ဘက်ကဒီတရားခံဘက်ကရှေ့နေနဲ့အဲ့လိုfight ကြတယ်ပေါ့နော်အပြန်လန်စကားတွေပါပြောကြဟိုဘက်ကလည်းအကြမခံဒီဘက်ကလည်းပြစ်မှုပြစ်ဒဏ်ဘလောက်ဆိုပြီးတော့ပြောနေတဲ့အခါမှာအဲ့ချိန်မှာရုံးတွေကဟိုရက်ချိန်ဒီရက်ချိန်လုံနေတဲ့အချိန်မှာခုနကကျွန်တော်ခဏမြုပ်ထားတဲ့သူဆရာဝန်တယောက်စီကိုပို့လိုက်တဲ့စာအုပ်တအုပ်ရှိတယ်လေအဲ့စာအုပ်ကလူသက်မှုဖြစ်ပြီးတော့ဒီအမှုဖြစ်ပြီးတော့ဒီအမှုဖြစ်တဲ့ကဇူလိုင်လ20ရက်နေ့လေဆိုတော့အဲ့စာအုပ်ကတကယ်လို့သူပို့လိုက်တဲ့ရက်အတိအကျတာရောက်မယ်ဆိုလို့ရှင်ဒီလူသက်မှုမဖြစ်ခင်တရက်နှစ်ရက်အလိုမှာရောက်ရမှာဒီစာအုပ်ကဒါပေမဲ့စာအုပ်ကဒီ library မှာတွားပြီးတော့တောင်းတင်နေတဲ့ခါကျတော့ဒီစာအုပ်ကဒီသူပို့လိုက်တဲ့သူ့ရဲ့ဆရာဝန်သူ့ရဲ့ဆရာစီကိုရောက်သွားတဲ့ရက်ကဒီလူသက်မှုဖြစ်ပြီးတော့3ရက်မြောက်ဇူလိုင်လ23ရက်နေ့မှာမှဒီဆရာဝန်စီကိုစာအုပ်ကရောက်သွားတယ်အဲ့ချိန်မှာဒီဆရာဝန်ကစာအုပ်ကိုဖွင့်ဖတ်လိုက်တဲ့အချိန်မှာအဲ့စာအုပ်ထဲမှာဆရာဝန်တွေ့လိုက်တာကဖျားတော်တာရတယ်။ဘာလဲဆိုလို့ရှင်ပုံချမ်းလေးတွေပြီးလို့ရှင်သူဘလူမျိုးတတ်မှာလဲရုပ်ရှင်ယုံရဲ့ပုံချမ်းလေးတွေပြီးလို့ရှင်ဘယ်အပေါက်ကနေသူဝင်မှာလဲပြီးလို့ရှင်ဘယ်ရုပ်ရှင်တင်တဲ့အချိန်မှာသူဘလူတတ်မှာလဲပြီးလို့ရှင်ဘယ်တနတ်တွေနဲ့သူလုပ်မှာလဲဆိုတော့ပုံချမ်းလေးဆွဲထားသလိုအချက်တွေအလက်တွေနဲ့သူကရေးထားတာဆိုတော့ဒီဆရာဝန်ကိုသူကအကယ်လို့ဒါဒီစာအုပ်ဒီဆရာဝန်စီမှာဒီစောနဲ့ရောက်သွားမယ်ဆိုလို့ရှိရင်တော့ဒီအမှုကဖြစ်ချင်မှလည်းဖြစ်သွားမှာပြောချင်တာသိတယ်မလားဆိုတော့ तू ကပို့လိုက်တယ်ဆိုပေမဲ့အဲ့ဒါလေးစဉ်းစားစရာဘာကြောင့် तू ပို့လိုက်တာလဲပေါ့နော်ဆိုတော့စဉ်းစားနားထောင်နေတဲ့သူတွေအနေနဲ့ကျွန်တော်ပြောပြပေးအဲ့ဟာဘာကြောင့်ပို့လိုက်တာလဲပေါ့နော်ဒီစာအုပ်ဘာကြောင့်ပို့လိုက်တာလဲကိုကျွန်တော်အင်စာပေးလိုက်မယ်ကျွန်တော်မန်ခဲ့ပေးကျွန်တော်ကိုယ်တိုင်လည်းမစဉ်းစားတတ်ဘူးပေါ့နော်အဲ့ဒါနဲ့ဒီဆရာဝန်ကလည်းဒီစာအုပ်ကိုပိုက်ထားပြီးတော့ဒီတရားဒီစစ်စေးကြားနာမှုအပိုင်းရောက်တဲ့အခါမှာမှ तू ကတက်တဲ့ထွက်ဆိုရမှာပဲဆိုတော့အဲ့စာအုပ်ကို तू ကအခုတရားသူကြီးနဲ့ဒီဂျူရီလူကြီးနဲ့ဒီတရားခံရှိနေတဲ့ fight နေတဲ့အချိန်မှာဒီဆရာဝန်ကလည်းလာပြီးတော့ထွက်ဆိုတယ်ပေါ့နော်တက်တဲ့အနေနဲ့ဒီစာအုပ်ကိုပြလိုက်တဲ့အချိန်မှာဘာမှကိုညင်းလို့မရတော့ဘူးနောက်ပြီးတော့
သူ့ကိုရဲတွေကဘာကြောက်တာကိုလှုပ်တိုက်တာလဲဆိုတဲ့ဟာပေါ့နော်ဘာလို့ရုပ်ချင်ယုံတဲ့ကလူတွေစုဝေးနေတဲ့နေရာကိုမှရွေးလိုက်တာလဲကိုသူ့ကိုမေးလိုက်တဲ့အချိန်မှာသူပြောပြတဲ့သူ့ရဲ့ motive ကဘာလဲဆိုလို့ရှိရင်ကျွန်တော်ဖတ်ပြမယ်ဘလောက်ထိတောင်ကြောင်နေတဲ့ကောင်လဲဆိုလို့ရှိရင်တန်ဖိုးယူချင်တဲ့စိတ်တဲ့တန်ဖိုးယူချင်တဲ့စိတ်ဆိုတာဒီလိုမျိုးလူတွေကိုသူတက်လိုက်ခြင်းအဖြစ်တဲ့သူ့ကိုသူတန်ဖိုးမရှိလို့သူကခံစားနေရတယ်လူတွေကိုတက်လိုက်ခြင်းအဖြစ်အဲ့တည်တော်တဲ့လူတွေရဲ့တန်ဖိုးကသူ့ခန္ဓာကိုယ်တွေကိုစီးဆင်းလာလိမ့်မယ်တဲ့အဲ့ဒါတခုသူယုံကြည်လို့တဲ့စဉ်းစားကြည့်နော်ဘလောက်ထိတောင်ကြောင်နေတဲ့ကောင်လဲဆိုလို့ရှိရင်နောက်တစ်ခုကစိတ်ကြယောဂါနဲ့သူ့ကိုသူ suicide လုပ်ချင်တဲ့တေချောင်းကြံစီချင်တဲ့စိတ်ကနေ့တိုင်းလိုလိုမှတွေးချင်နေတဲ့စိတ်ဖြစ်နေတဲ့ခါကြတော့တဲ့သူ့ကိုသူမတက်ပဲနဲ့တဲ့ကျန်တဲ့သူကိုပဲသူတတ်လိုက်မယ်ဆိုလို့ရှိရင်ရောမဖြစ်ဘူးလားတဲ့စဉ်းစားကြည့်နော်ဘလောက်တောင်ကြက်သိမ်းထစရာကောင်းလဲနောက်တစ်ခုကနာမည်ကြော်ကြားလို့မူတဲ့အဲ့ဒါဘာလဲဆိုတော့သူက angular မြင့်နေတာစာရာတော်နေတာအကြောင်းမှာတွေ့ရမလားတဲ့သူ့ရဲ့ချစ်သူကောင်မလေးတော်မှာသူ့ကိုလမ်းခွဲလိုက်တာတဲ့ဆိုတော့တဲ့သူကားတဲ့တကဘာလုံးဆိုင်ရာမှာရောအခုဒီအမှုကိုကျူးလွန်လိုက်တဲ့အခါမှာတနိုင်ငံလုံးကရောတကဘာလုံးကရောသူ့ကိုနာမည်ဆိုးတစ်ခုနဲ့သူ့ကိုကြော်ကြားစီခဲ့တာတဲ့အဲ့ဒါကိုသူလိုချင်တာတဲ့နောက်တစ်ခုကဒီအယူကအပားနော်ဘာနဲ့ပိတ်လဲဆိုလို့ရှိရင်ဒီ motive ကိုဒီရွေချက်ကိုလူတက်ရခြင်းရွေချက်ကိုသူကားတဲ့စိတ်တဆယောဂဖြစ်နေလို့တဲ့လုံမိလုံရလုံလိုက်တာဖြစ်ပါတယ်တဲ့စဉ်းစားကြည့်ရင်ဘလောက်တော့တရားဖို့ကောင်းတယ်အဲ့ပြောနေတဲ့ဟာတွေအကုန်လုံးလေအဲ့လိုမျိုးလေဟိုဦးတူအာတတနဲ့သူ့ကိုသူယူပါတယ်ပေါ့ကွာပြောချင်တာသိလက်မလားအဲ့လိုမျိုးတရားရုံးမှာဆိုတော့အဲ့ဒါနဲ့စစစ်တယ်ပေါ့နော်ဆက်ပြီးတော့စစ်ကြတယ် fight ကြတယ်တရားသူကြီးမင်းနဲ့ဒီဂျူရီလူကြီးတွေနဲ့ဒီတရားခံဘက်ကိုလိုက်နေတဲ့ရှင်းနေတွေနဲ့ဒါပေမဲ့လုံးဝကိုတရားသူကြီးမင်းက first degree မှာဒါပဲပြီးလို့ရှိရင်သူ့ရဲ့ချစ်သူကောင်မလေးကလည်းဒီတရားခွင်ထဲမှာလာပြီးတော့တက်တည်ထွက်ဆိုတယ်တက်တည်ထွက်ဆိုတဲ့အချိန်မှာ Jane ဖြစ်တဲ့သူကသူနဲ့တွဲနေတဲ့အချိန်မှာတော်တော်လေးကိုမဟုတ်မဟတ်တွေလောက်တဲ့သူပြီးလို့ရှိရင်ထူးဆန်းတဲ့အပြုမူတွေပြီးလို့ရှိရင်ဘာတွေပြောမှန်းမသိဘူးပြီးလို့ရှိရင်အမြဲတမ်းစိတ်တော်တာထွက်နေတယ်ပြီးလို့ရှိရင်လည်းအမြဲတမ်းသူကအဲ့လိုမျိုးသမိုင်းမိုင်းထွေနဲ့ဟိုသူထပြောလိုက်ပြီးပြန်ရင်လည်းအဲ့လိုမျိုးဘာတွေပြောမှန်းမသိဘူးပေါ့နော်အဲ့လိုမျိုးလူတွေစိတ်ကတိကအောက်ဖြစ်ရတဲ့ဟာတွေပဲသူပြောတယ်ပေါ့နော်အဲ့လိုမျိုးထွက်ဆိုတဲ့အခါမှာတကယ်ပဲ first degree murder နဲ့ပဲတင့်တော်တယ်ဆိုပြီးတော့တရားသူကြီးမင်းတွေကဒီ2015ခုနှစ် August လ88ရက်နေ့မှာချမှတ်လိုက်တယ်ပေါ့နော်ဘလို့အမိန့်ချမှတ်လိုက်လဲဆိုလို့ရှိရင်အစကသူ့ကိုတေတံချမှတ်မယ်ဆိုပြီးတော့ချမှတ်တာဒါပေမဲ့သူတို့ရဲ့လှုပ်စင်ရကဘလို့လဲဆိုလို့ရှိရင်တေတံချချင်တာတော့မှချလို့မရဘာလို့လဲဆိုလို့ရှိရင်အဲ့ဒီရုံးထဲမှာထိုင်နေတဲ့ဂျူရီလူကြီးမင်းတွေရရှိတယ်ကြည့်ဘူးကြလာတော့မသိဘူးအဲ့ဒီဘေးမှာတရားသူကြီးမင်းအကြီးဆုံးကတယောက်ထိုင်နေတဲ့ဘေးမှာက9ယောက်ရှိတယ်လေ9ယောက်လား10ယောက်လားတော့မရှိအဲ့လိုရှိတယ်ရှိတဲ့အချိန်မှာကိုကဒီတေးတံပေးမယ်ဒီအပြစ်သားကိုတေးတံပေးမယ်ဆိုလို့ရှိရင်အဲ့ထိုင်နေတဲ့9ယောက်ပဲဖြစ်10ယောက်ပဲဖြစ်အဲ့ထဲကလူတွေအကုန်လုံးမဲပေးရင်ဒီလူတွေတေးတံကြမယ်ဒါပေမဲ့ဒီထဲကတယောက်ကသာမပေးဘူးဆိုလို့ရှိရင်မဲတဲ့ကိုအဲ့လိုမျိုးတေးတံမပေးချင်ဘူးတသက်တကြောပဲပေးမယ်လို့ဖောက်လိုက်မယ်ဆိုလို့ရှိရင်ဥပမာ10ယောက်ရှိရင်9ယောက်ပဲတေးတံချမယ်တယောက်ကတော့တသက်တကြောဆိုလို့ရှိရင်ဒီတေးတံကမဲများတာနဲ့နဲတာနဲ့မဆိုင်ဘူးနော်တညီတညွတ်တယ်ပေးမရပါအဲ့လိုပုံစံမျိုးသူတို့လုပ်တာဆိုတော့အခုလည်းအဲ့လိုပဲတယောက်ပဲတေးတံမပေးတာအဲ့ဒါနဲ့ဒီတေးတံဆိုတော့ဟာကလည်းအထောက်မမြောက်ပြန်ဘူးဆိုတော့ပြည်သူလူထုတွေရဲ့စိတ်ထဲမှာတကယ်ကိုအသေးရစရာဖြစ်တာပေါ့နော်ဒီတရားသူကြီးမင်းကဘာဖြစ်တာလဲဘာစိုက်ဖောက်တာပြန်ပြီလဲဘာဖြစ်တယ်ပေါ့နော်ဒီတယောက်ကိုဒီမဲမပေးတဲ့တယောက်ကိုပေါ့နော်ဒါပေမဲ့ဒီတရားသူကြီးမင်းကဘာပြောလဲဆိုလို့ရှင်သူကားတဲ့စိတ်ချမ်းသာရေးတဲ့ရှိနေတဲ့အခါကျတော့တဲ့အဲ့ဒါလေးတခုကိုငါဒီနားလဲပေးလိုက်ပြီးတော့တေးတံလုံးဝလွန်ငင်ချမ်းသာခွင့်မရှိဘဲနဲ့ဟိုချမှတ်လိုက်တယ်ပေါ့နော်ဆိုတော့ဒီ James Holmes ဆိုတဲ့အစုလိုက်အပြုံလိုက်ဒီ 16th century ရုပ်ရှင်ရုံထဲကအမှုကိုကျူးလွန်ခဲ့တဲ့ဒီ James Holmes ဆိုတဲ့ကောင်ကိုအယူကောင်ကိုထောင်တန်တကြောနဲ့လုံးဝလွန်ငင်ချမ်းသာခွင့်မရှိဆိုပြီးတော့ချမှတ်လိုက်တယ်မပြီးသေးဘူးသူ့ကိုချမှတ်လိုက်တာက2015ခုနှစ် August လ26ရက်နေ့မှာချမှတ်လိုက်တယ်လွတ်ရမရှိထောင်တန်တကြော12ကြိမ်ဆက်တိုက်ကိုချလိုက်တာ12ယောက်တည်သွားလို့12ကြိမ်ဆက်ချတယ်ပြီးလို့ရှိရင်နောက်ထပ်ပြင်ဆင်ပြီးတော့လူတက်မှုရယ်ပြီးလို့ရှိရင်တရားအနာတရားဖြစ်မှုရယ်ပြည်သူလူထုတွေကိုထိတ်လန့်စေခဲ့မှုစိတ်တန်ရာရစေတဲ့အမှုနဲ့နောက်ထပ်ထောင်တန်3000နဲ့318နှစ်အပြီးသက်ချမှတ်လိုက်တယ်ပြောချင်တာဒါဒီကိန်းကနန်းတွေကိုဒါကျွန်တော်က
ဖတ်ပြနေတာဒါပေမဲ့ကျွန်တော်ပြောချင်တာက James Holmes ဆိုတဲ့ဒီအယူကလူသက်သမားကဘယ်တော့ပဲအခါမှလွတ်မြောက်လာမှာမဟုတ်တော့ဘူးဒီလူလောကတွေကိုသူကခြေချနိုင်မှာမဟုတ်တော့ဘူးဆိုတော့ပြောချင်တာကအဲ့ဒါကိုပြောချင်တာပေါ့နော်ဆိုတော့ကျွန်တော်တို့အနေနဲ့ကတော့စဉ်းစားမယ်ဆိုလို့ရှိရင်တန်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ပြီးလို့ရှိရင်နောက်ထပ်ကျွန်တော်တို့နားထောင်ပြီးတော့ပို့ပြီးတော့ဝမ်းတာရမှာပေါ့နော်ဝမ်းတာလို့ပဲပြောရမှာပေါ့နော်ဘယ်လောက်ထိသူဒုက္ခခံစားလိုက်ရလဲဆိုလို့ရှိရင်ပထမဆုံးသူ့ကိုထောင်ချတဲ့အချိန်မှာဒီကော်လိုရာဒိုမြို့ကဒီ serial killer တွေတကယ်ကိုကြီးဒီဘယ်လိုပြောမလဲတင်းကြပ်ကြီးလုံးဝအကြီးစားထောင်ကြီးတဲမှာသူ့ကိုထားတဲ့အချိန်မှာအဲ့ထောင်ထဲကထောင်သားတွေတော်တော်များများသူ့ကိုထိလိုက်ရောက်အသေးလောက်တာဒါပေမဲ့ဒီထောင်ဝန်ထမ်းတွေကတွေ့သွားတဲ့အချိန်မှာတော်တော်လေးကိုတန်ရာအနာတရားတွေရပြီးတော့ကောင်းတွေပါတွေကွဲလက်တွေပါတွေကျိုးပြီးတော့နောက်ထပ်ထောင်တစ်ခုကိုထပ်ပို့လိုက်ရတဲ့အထိဖြစ်သွားတယ်ပေါ့နော်အဲ့ချိန်မှာအခုသူ့ကိုပို့လိုက်ရတဲ့ထောင်ကဒီအမေရိကန်နိုင်ငံပက်ဆယ်ဗေးနီးယားပြည်နယ်မှာရှိတဲ့ထောင်အဲ့ထောင်ကလည်းတကယ်ကိုနာမည်ကြီးတဲ့တကယ်ကို holy လို့ကြောနာမည်ကြီးနေတဲ့ serial killer တွေထားတဲ့ Pennsylvania ထောင်မှာသူ့ကိုထားတယ်အဲ့ချိန်မှာသူ့ရဲ့စိတ်ကပဲခြောက်ချားတာလားဒါမှမဟုတ်အဲ့ထဲကဒီထောင်သားတွေကပဲသူ့ကိုနှိပ်စက်လွန်းလို့လာတော့မသိဘူးဒီ James ရဲ့အခြေအနေကလေနှစ်တိုင်းလိုသူ့ကိုသူအဆုံးစီရင်တဲ့ကိစ္စဖြစ်နေတာသူ့ကိုသူထောင်ထဲမှာအဆုံးစီရင်ဒါပေမဲ့အမြဲတမ်းအထမမြောက်ခဲ့ဘူးဒီသူ့ရဲ့စိတ်ထောက်ချမှုရယ်ထောင်သားတွေရဲ့သူ့ကိုအနိုင်ကျင့်မှုရယ်ပြီးလို့ရှိရင်ထောင်ထဲမှာသူတက်လုံးနေသွားရမယ်အဲ့ remind လုပ်နေတဲ့သူ့ရဲ့စိတ်ကိုဖျားတခင်ကပဲသူ့ကိုတေခွင့်မပေးတာလားတော့မသိဘူးအဲ့ချိန်မှာအခုချိန်ထိသူကတော့အသက်ရှိထင်ရှားတဲ့ဒီ Pennsylvania ထောင်ထဲမှာသက်ရှိထင်ရှားရှိနေစေပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကသူကျွလွန်လိုက်တဲ့အခါမှာသူ့စပင်းကအနေရောင်လေအနေရောင်ဆိုတော့လူတွေကဘယ်လိုပြောလဲဆိုလို့ရှိရင်ဒီ Batman ရုပ်ရှင်တွေကစက်ကောင်တကောင်ပေါ့နော်villain တနေရာဆိုလို့ရှိရင်အဲ့စပင်းအနေရောင်လားမသိဘူးကျွန်တော်လည်းမကြည့်ဘူးပေါ့အဲ့နေရာကိုသူကဝင်စားပြီးတော့အဲ့ဇက်ကောင်အနေနဲ့လူတွေကိုလိုက်တက်ပါတယ်ဆိုပြီးတော့ပြောတယ်ဒါပေမဲ့အဲ့ဒါတော့မဟုတ်ဘူးသိလားအဲ့ဒါတေးချတယ်မဟုတ်ဘူးဘာလို့လဲဆိုတော့ရဲတွေကအဲ့ဒါပါသူ့ကိုမေးတယ်တရားရုံးထဲမှာသူကဘာပြောလဲဆိုလို့ရှိရင်ဒီစပင်းဆိုးလိုက်တာကတဲ့သူ့ကိုသူလှမယ်ထင်လို့သူဆိုးလိုက်တာတဲ့ဒီစပင်းအရာကိုပြီးလို့ရှိရင် attention ရတာပေါ့နော်လူတွေမဆိုးတဲ့အရာကိုသူဆိုးလိုက်တဲ့အခါကျတော့တဲ့လူတွေကသူ့ကိုအဲ့လိုထင်တာမြင်တာရှိတယ်ဆိုပြီးတော့သူဆိုးလိုက်တာတဲ့အဲ့ Batman ရုပ်ရှင်တွေကအဆက်ကောင်တော့သူတခါမှလည်းမစင်စားမိဘူးဆိုပြီးတော့သူပြောတယ်ပေါ့နော်ဒါပေမဲ့လူတွေရဲ့စိတ်ကသိတယ်မလားအဲ့လိုမျိုးတိုးလောတွေပြောတဲ့အခါမှာကောလာဟာလာတွေကနေတစ်စက်ဒီ Facebook ပေါ်မှာတင်တဲ့သူတွေရောပြီးလို့ရှင်ကျန်တဲ့သတင်း platform တွေအကုန်လုံးကအဲ့ဒါကြီးကိုပဲ highlight လုပ်နေတဲ့အခါကျတော့အဲ့ဒါလေးတခုတော့ကျွန်တော်နည်းနည်းတော့မကြိုက်ဘူးပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ထည့်ပြီးတော့ပြောလိုက်ချင်တယ်ဆိုတော့ဒီနေ့အကြောင်းအရာလေးကတော့ဒီလောက်ပဲပြီးသွားပြီဆိုတော့နားထောင်လိုက်တဲ့အခါမှာကျွန်တော်တို့ဘာသိရလဲဆိုလို့ရှိရင်ဒီအနိစ္စသဘောပေါ့နော်ကျွန်တော်ဘယ်ချိန်ဘယ်လိုပုံစံမျိုးနဲ့သိရမလဲဆိုတော့ဘယ်သူမှမသိနိုင်ဘူးဆိုတော့ဒီလိုပဲရုပ်ရှင်လာကြည့်တယ်ဒီလိုမျိုးဖြစ်စိုးနဲ့ကြုံသွားတယ်သိသွားရတယ်ပေါ့နော်ဆိုတော့တော်တော်လေးလဲတံဝေကရစရာကောင်းတယ်နောက်တစ်ခုကစိတ်ကျန်းမာရေးကအဓိကအထူးတလဲကျွန်တော်တို့ view site ဖို့လိုတာဆိုတာကိုကျွန်တော်တို့သိသွားရတယ်ပေါ့နော်ဆိုတော့အမြဲတမ်းကျွန်တော်မူခင်ချောင်းလေးပြောလိုက်မယ်ဆိုလို့ရှိရင်အမြဲတမ်းလဲအဲ့လိုမျိုးဒီစိတ်ပိုင်းဆိုင်ရာပေါ်မှာ depend ဖြစ်နေရပေါ့နော်ဆိုတော့အမြဲတမ်းကျွန်တော်တို့စိတ်မှာကျွန်တော်တို့အဆင်ပြေနေဖို့လိုတယ်ပျော်နေဖို့လိုတယ်ကျွန်တော်စိတ်ကျန်းမာနေမှအကုန်လုံးအဆင်ပြေမယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးအထူးတလဲ view site ပေးဖို့လိုတယ်ပေါ့လေဆိုတော့ American နိုင်ငံမှာတော်တော်များများကသူတို့လှုပ်ချင်အားလှုပ်လိုက်မယ်ပြီးလို့ရှိရင်စိတ်ကျန်းမာရေးဆိုပြီးတော့သူတို့ reason နဲ့ပေးမယ်ပေါ့နော်ဒီ James နေရတာတရုတ်နိုင်ငံမှာဆိုလို့ရှိရင်နေချင်းညချင်းသူ့ကိုကျိုးကွင်းစွပ်ပြီးတော့တေးတံပေးမယ်ဆိုတဲ့သဘောမှရှိတယ်ပေါ့နော်ဆိုတော့ကဲတော့ဆိုထားလိုက်ပါတော့ဆိုတော့ဒီနေ့အကြောင်းအရာလေးကတော့ဒါလောက်ပဲအားလုံး view site ကြပါဆိုတော့နောက်ထပ်လည်းဒီထက်ပိုစိတ်ဝင်စားစရာကောင်းတဲ့မှုခင်အကြောင်းအရာလေးတွေကိုတွေ့ဖြစ်ရမှန်မြင်အမှန်မြင်အပ်တဲ့အကြောင်းအရာလေးတွေကိုဆက်ပြီးတော့စူးစမ်းပေးပါဦးမယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဒါကတော့ the story time ဖြစ်ပါတယ်ရေမြမြတော့ပါတတာ